What is affirmation ပေါ့ affirmation ဆိုတာဘာလဲသိချင်တဲ့လူတွေအတွက်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပေးပါ affirmation ဆိုတာကိုယ့်ရဲ့အုံနောက်ထဲကိုကောင်းမွန်တဲ့အရာလေးတွေကိုခောက်ခါထက်ခါရိုက်တွင်ခြင်းလို့သက်နာလို့အဓိပ္ပာယ်ဖွင့်ချင်ပါတယ်အဲ့တော့မြတ်စွာဘုရားဟောခဲ့တယ်လို့ပဲပေါ့နော်မခင်၈ပါးထဲမှာမှန်ကန်တော့အတွေ့ရှိရမယ်ဆိုတာလေးပါတယ်ပေါ့နော်ကျွန်တော်တို့အရင်တော့ပြောခဲ့မှုတဲ့ဗီဒီယိုတစ်ပုဒ်ထဲမှာလည်းမျိုးကျွန်တော်တို့ရဲ့အုံနောက်တွေဆိုတာကကွန်ပျူတာ system ကြီးလိုပဲအလုပ်လုပ်တယ်ကိုယ့်ရဲ့ကွန်ပျူတာတွေကိုဘာတွေရိုက်ထည့်နေရလဲကိုခေါင်းတွေကိုကိုဘာတွေတွေးနေရလဲကိုတွေးနေတဲ့အတွေ့အကြုံဝမ်းနည်းစရာတွေစိတ်တက်ကြစရာတွေမကောင်းတဲ့ဟာတွေစိတ်မပြေမှုတွေ complain တွေအဲ့ဒါတွေပဲထိုင်ပြီးတော့တွေးနေမယ်ဆိုရင်အဲ့ဒါတွေကပဲဒီခေါင်းထဲမှာပြေသွားပြီးတော့မှကိုယ်ကကြီးကပျော့စရာမကောင်းတော့ဘဲနဲ့မောင်မဲပြီးတော့မှကြရှုံးနေမှာပေါ့နော်အဲ့တော့ affirmation ဆိုတဲ့အရာလေးတွေကအဲ့ဒါတွေကိုလုံးဝပျောက်သွားစေမယ်စိတ်လေးတစ်ခုလို့ကနာပြောချင်ပါတယ်အဲ့တော့ဘယ်လို affirmation တွေရှိလဲဆိုတော့ထက်ခါရွတ်ဆိုရတယ်မိမိကိုချစ်စေတဲ့ affirmation တွေလုံးဝ confident မရှိရလေ confident ရှိလာစေမယ် confident အတွက်နားထောင်ရတဲ့ affirmation တွေကိုယ့်ရဲ့ trauma ရနေတဲ့ inner child ကို healing လုပ်ပေးနိုင်တဲ့ inner child healing affirmation တွေကိုလူတွေကြားထဲမှာချစ်ခံရပါတယ်ထိုက်တန်တဲ့လူပါလို့ခံစားရအောင်ဖြစ်စေမယ်self love affirmation လေးတွေပေါ့နော် affirmation လို့ YouTube မှာရိုက်ချလိုက်ရုံနဲ့ affirmation မျိုးစားတွေအများကြီးထွက်လာမှာဖြစ်တယ်အဲ့ထဲမှာကိုယ့်အတွက်လိုအပ်တဲ့ဟာလေးတွေကိုကိုကယူပြီးတော့မှနားထောင်ပေးရမှာပဲ affirmation တွေက repeating pattern တွေဖြစ်တယ်ထက်ခါနားထောင်ရတဲ့စကားလုံးတွေဖြစ်တယ်ကနာတို့စကားလုံးလေးတွေကိုအများကြီးနားထောင်လိုက်တဲ့အချိန်မှာဒါတွေကကနာတို့ရဲ့အတွေ့အကြုံဖြစ်လာတယ်ကနာတို့ရဲ့အတွေ့အကြုံကနေ reality လက်တွေ့အပြင်ဘဝမှာဖြစ်ရမှန်နေဖြစ်လာကနာတို့အပြင်မှာဖြစ်နေတဲ့အရာတွေအားလုံးဖန်တီးထားတဲ့အရာတွေအကုန်လုံးကကနာတို့ရဲ့ခေါင်းထဲကအတွေးတွေကနေစရဆိုတာလူတိုင်းလက်ခံမယ်လို့ကနာထင်ပါတယ်။အဲကြောင့်မို့လို့ကိုယ်ကောင်းထဲမှာတွေးနေတဲ့အရာတွေအကုန်လုံးကကိုယ့်ကိုကောင်းစေတဲ့အရာတွေပဲတွေးနေမယ်ဆိုရင်ကိုယ့်ဘဝကြီးကအရန်ကိုပျော်ရွှင်စရာကောင်းပြီးတော့မှ everyday is sunshine တွေဆိုပြီးတော့မှဖြစ်နေမှာပေါ့နော်။အဲ့တော့ကက်ထရီနာက affirmation လေးဆိုရင်ဘယ်ဟာသုံးလဲဘယ်လိုအချိန်တွေသုံးလဲဘယ်လိုအတုံးယူလဲဆိုတာလေးကိုပြောပြပါမယ်။တင်နာဘွားမှာထိချန်နေတဲ့ရက်တွေကိုမချစ်ဘူးလို့ခံစားရတဲ့ရက်တွေလုံးဝ confident မရှိတဲ့ရက်တွေစိတ်သက်ကြပြီး depression ဝင်နေတဲ့ရက်တွေအများကြီးရှိပါတယ်အမြဲတမ်းဒီလိုပုံစံတော့မဟုတ်ပါဘူးဒီလိုပုံစံဖြစ်ချင်တယ်ဆိုရင်ကနာက affirmation လေးတွေကို21ရက်နားထောင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ပြောတာကကနာပြောတာမဟုတ်ပါနော်21ရက်ကိုဒီအကြောင်းအရာကိုထက်ခါနားထောင်နေချိန်မှာကိုကအဲ့ဒီအရာကတရားရခိုင်တော့အမှန်လို့ကိုယ့်ရဲ့အုံနောက်ကယုံသွားရတဲ့ဥမာထားပါဆို I am a lucky girl ငါကအရန်ကန်ကောင်းတယ်လို့ I can do whatever I want ငါလုံချင်တာအားလုံးငါလုံနိုင်တဲ့သူ I'm confident I'm beautiful ငါ confident ရှင်ငါလာတယ်လို့အဲ့ဒီစကားလုံးတွေကိုကိုကနေ့တိုင်းနားထောင်နေရွတ်နေမယ်ဆိုရင်21ရက်ပြည့်တဲ့အချိန်မှာကိုယ့်ရဲ့အုံနောက်ကအဲ့ဒါအမှန်တရားလို့ထင်သွားပါရဲ့တဲ့ဒါကြောင့်မို့လို့ affirmation တွေကိုရွတ်မယ်နားထောင်မယ်ဆိုရင်တော့21ရက်ပြည့်အောင်စက်တိုက်လုပ်ပေးဖို့လိုအပ်ပါတယ်ဒါမှအဲ့ဒီအရာတွေကတကယ်ဖြစ်လာမှာကလီနာအတွက်ဆိုရင်ကနအခုလိုဗီဒီယိုလေးတွေမလုပ်ခင်မှာ confident affirmation self love affirmation လေးတွေကိုကနအမြဲတမ်းနားထောင်ရင်းနဲ့ make up တွေပြင်နေအလားတွေပြင်နေရေချိုးလေးရှိပါတယ်ဟုတ်ကနမနဲ့မိုးလေးလာတဲ့အချိန်မှာဆိုရင်လည်း morning affirmation နေနဲ့အမြဲတမ်းနားထောင်နေတဲ့အရာလေးပေါ့နော်အဲဆိုကနကပြောမယ်ဆိုရင်နည်းနည်း drama queen ပါတိလားကိုဆိုရင်ဘဝမှာအချက်ခံရအောင်ငါဘဝရဲ့ရှင်ရအတိတ်ပဲမရှိဘူးအဲ့လိုအရင် drama ခင်းတတ်တဲ့အုံနောက်